သွေးထွက်တဲ့ကိုမြင်ကွင်းတွေနဲ့ယောဂရပွဲစုံပြူစာခန်းတွေမတရီတီစီယာအခန်းတွေယွန်စရာဝေကောင်းတာတွေအများကြီးပါဝင်တာကြောင့်စိတ်ခိုင်မာဒီဇယ်ကားကိုကြည့်ဖို့ကျွန်တော်ကအကြံပြုပြစီအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ AGE Horror Room Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီအင်ဒိုနီးရှားရဲ့ဒီဇက်ကားကောင်းတကားဖြစ်တဲ့ Si James ဆိုတဲ့ဒီဇက်ကားလေးကိုကျွန်တော်ကတင်ဆက်ပြောလာပေးမှာဖြစ်ပါတယ်ဇလန်အစမှာကလေးကဒီယွန်ရှာဝေစရာကောင်းတဲ့ပြကွက်တွေနဲ့အောင်လန်းတိုက်ဖို့ပြင်ဆင်နေတဲ့ဆက်စုပ်ပွဲမြင်ကွင်းတွေကိုကျွန်တော်တို့စတင်မြင်ရပါလိမ့်မယ်ဒီနေရာမှာနေတချို့မိတ်ဆွေတချို့ကြည့်ဖို့လက်တွန့်ကောင်းလက်တွန့်ပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းဆက်မကြည့်ဖို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့ဇလန်ဆက်သွားကစိတ်ဝင်စားစရာကောင်းတာကြောင့်ကျွန်တော်ကဆက်ကြည့်ခဲ့ပါတယ်ဒီနေရာမှာအီမာဆိုတဲ့ကောင်မလေးဟာသူ့ရဲ့ဝမ်းခွဲအကိုဖြစ်သူဂါလန်ကိုမချစ်သင့်ပဲချစ်နေခဲ့ပါတယ်သူမရဲ့ချစ်ကပြောရရင်ဗျာဒီစေကျော်တက်ကောင်မလေးတယောက်စိတ်ကစားတဲ့အရွယ်မှာချစ်တဲ့အချစ်လိုပဲထင်ပေမဲ့မဟုတ်ခဲ့ပါဘူးသူမရဲ့ချစ်ကကြောက်စရာကောင်းလောက်အောင်ပဲဆွဲလန်းနေခဲ့တာပါဒါပေမဲ့သူ့ကိုဂါလန်မှာကမိမနဲ့ကလေးကရှိနေပြီပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကအချစ်နေကြုံငဲပုံချပြီးမိမနဲ့ကလေးရှိတဲ့အကိုကဒီမာတွေရက်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့လည်းကိုဝင်ရှိနေပြီဖြစ်တဲ့အီမာတယောက်ကတော့83ဖို့ကိုပဲစဉ်းစားနေခဲ့တာပါဒီလိုနဲ့အိမ်မှာအချိန်ချင်းအကိုဖြစ်သူနဲ့တယောက်ချင်းစကားပြောဖို့ကြိုးစားခဲ့ပေမဲ့လည်းအကိုဖြစ်သူကရှောင်လွှဲရင်းဒီနေ့မှာတော့သူ့ရဲ့ဆိုင်မှာရုံးရင်းဆန်ခဲ့ဖြစ်တဲ့အခါအီမာရဲ့ကိုဝန်ကိုထိခိုက်မိပြီးကိုဝန်ဟာလည်းပျက်စီးသွားခဲ့ရပါတယ်ဒီလိုနဲ့အီမာတယောက်ကိုဝန်နဲ့သူ့ကိုဆွဲဆောင်လို့မရတော့တဲ့အခါအဆုံးစွန်ထိမိုင်မဲဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကတော့အချစ်ကနေအတာကနေမနာလိုဝန်တုံမှုတွေအဖြစ်ပြောင်းလဲသွားတဲ့အီမာဟာဂါလန်ကိုပိုင်ဆိုင်ခြင်းလို့အမောင်ပြူစားနည်းဖြစ်တဲ့အောင်လန်းအသက်ပညာတွေကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်သူမဟာအမောင်ပြူစားတဲ့ဆုံးဖြတ်တယောက်စီကိုသွားပြီးဂါလန်ရဲ့မိသားစုကိုဖျက်ဆီးဖို့9ညအတွင်းအသက်ပြောက်စေမယ်ချိန်စာတိုက်ခိုင်းလိုက်ပါတယ်ဒီနေရာမှာပြောစရာရှိတာကအီမာကသူ့ကိုဂါလုံးကိုတက်ချင်တာမဟုတ်ပဲဂါလန်ရဲ့မိန်းမဖြစ်တဲ့သူမိန်းမရဲ့ဆွေမျိုးတွေနဲ့သူမိန်းမအပါဝင်ပေါ့နော်သူမိန်းမရဲ့ဒီဆွေမျိုးတစုကိုပဲတပ်ပလိုက်စေချင်တာဖြစ်ပါတယ်ဆိုတော့ဒီမှာနက်ဆရာကရန်ဆိုးတဲ့အတွက်ဒီနက်ဆိုးကထိန်ချိုလို့ရချင်မှကြားလိုက်မယ်ဆိုပြီးပြောပြလိုက်ပါတယ်ဒါနဲ့ပဲလိုအပ်တဲ့သွေးစပင်လက်သေးခြေသေးတွေကိုယူလာခဲ့ဖို့ပြောလိုက်ပါတယ်ဒီမှာတစ်ချက်ကအီမာတက်ချင်တာကသူ့ကိုနဲ့သူ့မိသားစုတစ်ခုလုံးကိုပါဒါပေမဲ့အဲ့လိုမျိုးဖြစ်ခဲ့ပုံမရပဲအလွဲလေးချော်ချော်တစ်ခုဖြစ်တော့ခဲ့ပုံရပါတယ်ဒီနေရာမှာပဲအီမာသူမရဲ့အချစ်တွေမိုင်မဲမှုတွေကိုမမြင်ဘဲနဲ့အဆုံးစွန်ထိမိုင်မဲဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီချိန်စာစတင်တာနဲ့အများဂါလန်ရဲ့အိမ်ထဲကိုအမောင်နဲ့ဆိုးတွေကစိတ်ဝင်လာပြီးဇနီးဖြစ်သူရဲ့ပုံမှန်မဟုတ်တဲ့ပူကက်ခံရမှုတွေတွေ့ပြက်စရာမတော်တဆမှုတွေနဲ့မိသားစုတစ်ခုလုံးကက်ဆိုးလိုက်လာပါတော့တယ်ဂါလန်ရဲ့ဇနီးဖြစ်သူနီဆာဟာလည်းညဘက်မှာပုံမှန်မဟုတ်တဲ့ကြောက်စရာအရန်ကောင်းတဲ့အမူအရာတွေပြုလုပ်လာပါတယ်အစားအသောက်တွေကိုပုံမှန်မဟုတ်ပဲစားတော့တာတွေ့ပြက်စရာရုပ်တွေနဲ့ဒီမိသားစုဝင်တွေကိုတိုက်ခိုက်ဖို့ကြိုးစားလာပါတယ်မကောင်းဆိုးရဲ့ရက်စက်မှုကိုဆက်စုပ်ပွဲမြင်ကွင်းတွေကိုကြမ်းတဲ့ jump scare တွေနဲ့ပြိတက်ကိုရှင်တိတ်တိတ်ဖြစ်အောင်ရိုက်ကူးထားတာပါအရှော့အပြင်ပြောရရင်ဒီစကားကအရင်တော့အထွက်ရှိခဲ့တဲ့တူရကီနိုင်ငံရဲ့2014ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Si James ဆိုတဲ့ဇာတ်ကားကိုပြန်လည်ရိုက်ကူးထားတာပါဇာတ်ကားနှစ်ကားလုံးကတော့ဇက်အိမ်ဇလန်တွေကတူကြပေမဲ့တူရကီမူရင်းကရိုက်ကူးမှုဘတ်ဂျက်အနေထားအရတိတ်မသုံးထားတဲ့အတွက်ဇလန်တစ်ခုလုံးမှာလေးလံပြီးစိတ်သက်ကြစရာ amount to dark and despairing atmosphere ကိုအပြည့်အဝဖန်တီးနိုင်ခဲ့ပါတယ်အင်ဒိုရဲ့ဇာတ်ကားကတော့ခေတ်မီကင်မရာအလင်းမောင်စနစ်တွေအတန်ပိုင်းဆိုင်ရာ visual sound effect တွေရောရုပ်ရှင်ရုံမှာပဲဖြစ်စေအိမ်မှာကြည့်ပြီးဖြစ်စေပုံမရှင်တဲ့ရှုမောစရာကောင်းပါဆိုတော့ဒီဇာတ်ကားကိုအရန်ကြောက်စရာကောင်းတယ်ဆိုတဲ့ဇာတ်ကားကိုမှကြည့်ချင်တာမတတိစရာအခန်းတွေ organisation စရာအခန်းတွေကိုကြည်ရဲကြည့်နိုင်တယ်ဆိုရင်တော့ဒီဇာတ်ကားအဲ့လိုမိတ်ဆွေတွေအတွက်ပါပြီဗျဇာတ်ကားလေးကြည့်ပြီးရင်လည်းကျွန်တော်ရဲ့ comment ထဲမှာအကြောင်းအရာလေးတွေကိုလာရောက်ဆွေးနွေးရေးသားလို့ရတယ်လို့ like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ကြဘူးပြောချင်တဲ့အဆုံးစွန်လေးကြည့်ပေးတဲ့တယောက်ချင်းစီကိုကျွန်တော်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ